17 ရက် 12 လ 2025 တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်။ကိုရင်ဆိုင်ကြုံတွေ့နေရတဲ့ဖြစ်တဲ့အခက်အခဲတွေကနေရုန်းထွက်နိုင်လိမ့်မယ်။အလုပ်အကင်အသစ်တွေလုပ်ရမယ်။ကိုယ့်ရဲ့စွမ်းအင်တွေတဖန်ပြန်လည်နိုးကြလာလိမ့်မယ်။ဘယ်လိုအခက်အခဲတွေဖြစ်နေပါစေကိုယ့်ကိုသင်ခန်းစာတွေလေ့လာစရာတွေပေးနေတတ်တယ်။ဒါကိုအမိအယနားလည်ပြီးတော့ကိုပိုကောင်းအောင်လို့နေနိုင်လာလိမ့်မယ်။ဒီနေ့အတွက်ဆောင်းအားရှောင်ရမယ့်အရာကတော့ရှင်ပြိုင်လိုစိတ်အနိုင်ရလိုစိတ်တွေကိုတက်နိုင်သမျှလျှော့ထားပါ။စိတ်ဆိုးစရာတွေဖြစ်လာတဲ့အခါမှာချက်ချင်းခွန်းတုံ့ပြန်တာမျိုးကိုရှောင်ပါစိတ်ကိုအေးအောင်ထားပါတည်တည်ငြိမ်ငြိမ်ထားပါဘာပဲလုပ်လို့မလုပ်ခင်မှာပြန်ပြီးစဉ်းစားပါသုံးသပ်ပါလက်ကြီးနံပါတ်နဲ့ Universe Message ကိုဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်ဒီနေ့ဒါလုံးအစီအစဉ်ချုံးပေးကြပါစေဗီဒီယိုကိုဆုံးတဲ့အထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်